တကယ်ချင်းများအားလုံးမင်္ဂလာပါဟုတ်ကဲ့ဒါလေးကတော့အာလူလေးတွေကိုဆန်နှစ်နဲ့ပေါ့နော်ဆန်နှစ်နဲ့ကြော်ပြီးတော့စားဖို့စီစဉ်နေတဲ့ပုံလေးကိုရိုက်ပြထားတာပါတကယ်ချင်းများလိုက်လို့စားနိုင်အောင်လို့ပေါ့နော်အရင်ဆုံးအာလူကိုခြေလိုက်ပါတယ်ပြီးသွားရင်ဆန်နှစ်လေးနဲ့နယ်လိုက်တာပေါ့နော်အဲ့လိုမျိုးလေးနယ်လိုက်တာပါလက်ဆေးတာပြီးပါပြီရတာလေးကတော့အချိုမှုတ်နည်းနည်းထည့်လိုက်တာပေါ့နော်အဲ့ဒါအခြေလေးနဲ့အလွယ်တကူအမြန်ဆုံးလှုပ်ရှားနိုင်တဲ့စားစားလေးတစ်ခုပါငွေကြေးများလိုက်လှုပ်ရှားနိုင်အောင်လို့ပါကျွန်တော်အချင်းလေးနဲ့အရန်စားကောင်းပါတယ်ဒါကတော့ကျွန်တော်ဒီမှာလုံးနေတာပေါ့နော်လုံးပြီးတော့သူပကံနဲ့ထည့်ထားတာပေါ့ပြီးသွားရင် CO ထဲရောက်ပြီပေါ့ခင်ဗျာ CO ထဲထည့်လိုက်ပါပြီအရန်လဲစားကောင်းပါတယ်အရန်လဲလောက်ရတာလွယ်ကူပါတယ်အာလူးလေးတွေကိုပြုတ်ပြီးခြေလိုက်ခြေပြီးသွားရင်စနစ်လေးနဲ့နေတာပေါ့နော်အချိုမုတ်လေးတွေပါလေးထည့်လိုက်တာပေါ့အချင်းလေးနဲ့စားဖို့အဆင်သင့်ဖြစ်ပါပြီဒါလေးကတော့စားလို့ရပြီပေါ့နော်ငွေကြေးများအားလုံးအားတဲ့ခါနဲ့လိုက်လို့စားနိုင်ပါတယ်အချိန်လည်းအများကြီးမပေးရဘူးပေါ့နော်အရန်လဲစားကောင်းပါတယ်အရန်လဲအရသာစီးပါတယ်ကျွန်တော်ထမင်းစားရခါစားဆိုတော့တိတ်မစားနိုင်ဘူးပေါ့နော်နှလုံးသုံးလုံးတော့စားလိုက်တာပေါ့အရန်စားကောင်းပါတယ်အားလုံးငွေကြေးများအားလုံးကျေးဇူးတင်ပါတယ်